လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့ဆိုင်ကို TikTok မှာလာတိဆောက်တော့မယ်ဆိုလို့ရှိရင်ဒီ၃ချက်ကိုတည်တည်ချာချာလေးနားလည်ဖို့လိုပါတယ်တစ်အချက်ဇက်တိုက်လို့ဖို့ကိုတန်ဋိဌာန်ချထားရမယ်ဒါလည်းလွယ်ကူသလောက် business owner တွေလုပ်ငန်းရှင်တွေတော်တော်များများမလုပ်နိုင်ကြဘူးကိုယ့်ရဲ့လူငွေကိစ္စတွေအိမ်လုပ်တွေနဲ့ဆိုင်လုပ်တွေနဲ့ရှုပ်နေကြတာပဲဖြစ်တဲ့အတွက်ဒီစကလုံးလေးကိုလုံးဝမလုပ်နိုင်တဲ့ business owner တွေအများကြီးရှိပါတယ်နံပါတ်2အချက်အချိန်တစ်ခုပေးရမယ်ကိုဆိုင်မှာနေတဲ့အချိန်ပဲဖြစ်ဖြစ်ကိုအပြင်သွားတဲ့အချိန်ပဲဖြစ်ဖြစ်အချိန်တစ်ခုပေးပြီးတော့ဒီ online ဈေးကွက်မှာကိုယ့်ရဲ့ personal brand တွေ business brand တွေကိုတည်ဆောက်အောင်မှာပဲဖြစ်တယ်ဒီနေ့လှုပ်လိုက်နောက်နေ့မအားလို့မလှုပ်လိုက်ခီးထွက်လို့မလှုပ်လိုက်ဒီလိုမျိုးမရဘူးအချိန်တစ်ခုအချိန်အများကြီးမဟုတ်ဘူးတစ်နာရီဆိုတစ်နာရီနှစ်နာရီဆိုနှစ်နာရီဒီလိုအချိန်ပေးနိုင်တဲ့သူကပဲနေရာရသွားတဲ့လူတွေပဲဖြစ်ပါတယ်အသုံးအချက်ကိုကဟုတ်ပြီ TikTok မှာလာတိဆောက်မယ် TikTok marketing သင်တန်းတွေတက်လိုက်တယ် online marketing သင်တန်းတွေတက်လိုက်တယ်ညီမတို့တွေသင်တန်းသွားတက်တဲ့စီတော်တော်များများမှာများသောအားဖြင့် live မလုပ်ကြတာကလုပ်ငန်းရှင်တွေများတယ်ဒါကြောင့်လုပ်ငန်းရှင်တွေအနေနဲ့ကိုတကယ်ဒီပညာတွေကိုသင်ယူပြီးပြီဆိုလို့ရှိရင် live လုပ်ပါကိုယ်တိုင် live မလုပ်နိုင်ဘူးကိုကမအားဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့တင်းကိုခိုင်းပါကိုကဒီဗီဒီယိုတနေရာစာပဲရိုက်ပြီးတော့အားလုံး active ပိုင်းနေ post တင်ရမယ့်ဟာတွေကိုယ့်ရဲ့တင်းကိုခိုင်းလို့ရတယ်ဒီလိုမျိုးစနစ်တကျသင်ယူပြီးရင်လေကိုယ်တိုင် live လုပ်ဖို့ကအရန်ကိုအရေးကြီးပါတယ်